ကဲဒီနေ့ကတော့เนาะအန်ဖိုင်ရဲ့အခြေခံခိုင်းဝါစကားပြောလေ့ကျင့်ကြမယ်ပေါ့နော်ဒီနေ့ကတော့နံပါတ်3ပေါ့နော်ကျွန်တော်ရဲ့တူတူပထမဆုံးမှာနားထောင်မယ်ဒုတိယဆင့်ကလိုက်ပြောမယ်ပေါ့နော်ပြီးွားရင်တတိယဆင့်ကဘာသာပြန်မယ်ပေါ့နော်ခုမှအခြေခံကနေတော့စာပြီးလေ့လာနေတဲ့သူတွေကပေါ့နော်ဒီထဲမှာကိုမသိတဲ့အခန်းကြီးတွေပါရင်မှတ်မယ်ကိုမသိတဲ့ဘုံဘိုးတွေပါရင်မှတ်မယ်ပြီးွားရင်ကျွန်တော်တို့မသိတဲ့ခုတို့ပါတွေပါရင်မှတ်မယ်ပေါ့နော်ဒါအခြေခံစင့်နေပေါ့နော်အဲ့ဆိုရင်じゃあ始めましょうအတူတူပထမဆုံးနားထောင်ကြမယ်ပေါ့နော်3番学校で男の学生と女の先生が話しています。男の学生は本をどこに置きますか？先生、日本語の本を返します。どうもありがとうございました。いいえ。じゃあ、棚の中に戻してください。はい。時計の下の棚でいいですか？ああ、すみません。次の授業で D さんに貸しますから、私の机の上に置いてください。わかりました。နားထောင်ပြီးပါပြီပေါ့နော်ဒီတစ်ခါကကြတော့အတူတူလိုက်ပြောမယ်ပေါ့နော်話しましょうじゃあ始めます3番学校で男の学生と女の先生が話しています男の学生は本をどこに置きますか先先生日本語の本を返しますどどうもありがとうございましたいいえ。じゃあじゃあ、棚の中に戻してください。はい時計の下の棚でいいですかああ、すみません。次の授業でレンさんに返しますから私の机の上に置いてくださいわかりましたကဲကျွန်တော်တို့ဒီနားထောင်ပြီးပါပြီပေါ့နော်ဒီတစ်ခေါက်ကကြတော့တူတူဘာသာပြန်ကြည့်မယ်ပေါ့နော်ကျွန်တော်တို့စာကြောင်းပုံမူတည်ပြီးတော့ဘာသာပြန်ရမယ်ပြီးသွားလို့ရှိရင်ဒီစာရေးထားတဲ့အတိုင်းတစ်ခါလေးမှပြန်ရင်ပေါ့နော်စကားပြောရတာအထင်ငေါဖြစ်တယ်ပေါ့နော်အဲ့တော့ဘာသာပြန်တဲ့ဆိုတဲ့နေရာမှာအဆင်ပြေအောင်ပေါ့နော်စကားပြောကောင်းအောင်ဘာသာပြန်ကြမယ်ပေါ့နော်တစ်ထစ်ကြကြီးစာရေးထားတဲ့အတိုင်းပြန်မယ်လို့တော့ကျွန်တော်တော့မသတ်မှတ်ဘူးပေါ့နော်ကျွန်တော်ကတော့ဒီဟာကဒီလိုအဓိပ္ပာယ်ရှိတယ်ဆိုတာကိုတယောက်နားလည်ဖို့ကအဓိကပဲဖြစ်တယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ကစာကြောင်းဒီတိုင်းရေးထားတာဒီအတိအကျတိုင်းဘာသာပြန်မယ်လို့တော့ကျွန်တော်ကတော့မအောင်မိဘူးပေါ့နော်ကျွန်တော်ကတော့ဒီတိုင်းရေးထားရင်ဒီလိုပြောလိုက်တာကပိုပြီးအဆင်ပြေတယ်ဆိုတာကိုပဲဦးစားပေးပြီးတော့ဘာသာပြန်မှာပေါ့နော်အဖိုက်ဆိုတော့ဘာသာပြန်ရတာလွယ်ပါတယ်အခြေခံအဆင့်ဖြစ်တဲ့အတွက်ပေါ့နော်ညကျွန်တော်တို့အတူတူဘာသာပြန်ကြည့်မယ်ပေါ့နော်ဘာသာပြန်ကြည့်တယ်ကျွန်တော်နောက်ကလိုက်ပြောကြည့်တယ်ဒါရင်ဒါဆိုရင်စကားပြောလဲတိုးတက်လာမယ်ကျွန်တော်တို့ဘာသာပြန်လဲတိုးတက်လာမယ်ကျွန်တော်တို့တူတူဘာသာပြန်ကြည့်မယ်ဟာကြည့်မယ်မလျှော့ပေါ့နော်အခြေခံစင်တော့လွယ်ပါတယ်ပေါ့နော်တူတူတေချာဘာသာပြန်ကြည့်ကြမယ်ပေါ့နော်ကျွန်တော်ဘာသာပြန်တာနဲ့အခုမှလေ့လာနေတဲ့တင်ငယ်ချင်းတွေကဘာသာပြန်တာနဲ့နည်းနည်းလေးကွဲချင်လဲကွဲလိုက်မယ်ပေါ့နော်အဓိကကတော့ကျွန်တော်တို့ဘာသာပြန်လိုက်တဲ့တစ်ဖက်လူကတေချာနားလဲဖို့အရေးကြီးတယ်ပေါ့နော်စာကြောင်းရေးထားတဲ့အတိုင်းကြီးအတိအကျကြီးဘာသာပြန်ရမယ်လို့မဆိုလိုပါဘူးပေါ့နော်အဲ့ဆိုရင်ကျွန်တော်အတူတူဘာသာပြန်ကြည့်မယ်ပေါ့နော်じゃあ始めましょう3番နံပါတ်3ပေါ့နော်学校で男の学生と女の先生が話しています。じゃあ学校でတဲ့ကျောင်းမှာပေါ့နော်男の学生とနော်ယောက်ျားလေးကျောင်းသားနဲ့တဲ့女の先生が話していますနော်မိန်းကလေးဆရာမနဲ့တဲ့စကားပြောနေတယ်တဲ့男の学生は本をどこに置きますか？男の学生はတဲ့本をどこに置きますかတဲ့နော်ယောက်ျားလေးနော်男の学生はတဲ့ယောက်ျားလေးကျောင်းသားဟာတဲ့本をစာအုပ်ကိုတဲ့どこに置きますかတဲ့ဘယ်မှာထားရထားရမှာလဲတဲ့နော်どこဆိုတာဘယ်မှာ置きますဆိုတာကထားသည်နော်どこに置きますかဆိုတာဘယ်မှာထားရမှာလဲတဲ့先生、日本語の本を返します。
どうもありがとうございました。 ဒါနဲ့ယောက်ျားလေးចောင်းသားကပြောပါတယ်ဗောနော်ဆန်ဆေးတဲ့ဆရာတဲ့ဆရာမတဲ့နော်နင်းကနော်ဟိုကိုခိုင်းရှိမတဲ့နော်ဂျပန်စာအုပ်ကိုတဲ့ခိုင်းရှိမပြန်ပေးပါမယ်တဲ့နော်ပြန်အပ်ပါမယ်တဲ့တုံးမို့အာလီဂတိုကိုဇိုင်းမတ်စတာတဲ့နော်ကိုသူ့ကိုငှားပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်တဲ့နော်အဲ့နဲ့ဆန်ဆေးကပြန်ပြောပါမယ် いいえ。じゃあ、棚の中に戻してください。 ဤရဲ့တဲ့ရပါတယ်တဲ့နော်မဟုတ်တာတဲ့じゃあတဏ္ဍの中に戻してくださいတဲ့နော်စာအုပ်စင်ရဲ့အထဲမှာပဲတဲ့ပြန်ထားပေးပါတဲ့戻しますဆိုတာကပြန်ထားသည်ပေါ့နော်ပြန်လှည့်လာသည်ပေါ့မူလနေရာကိုပြန်သွားသည်ပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ရတဲ့အတွက်ဒါတော့စင်ရဲ့တဲ့အထဲမှာပဲတဲ့ပြန်ထားပေးပါတဲ့နော် はい。時計の下の棚でいいですか？ နားနဲ့ចောင်းသားလေးကမေးပါတယ်တဲ့အာဟုတ်ကဲ့တဲ့နော်သူခဲတော့နိုင်ရဲ့တဲ့ရှိတာအောင်ပါနော်တာနာတော့စင်ဤဒစ်ကာတော့ရလာပေါ့နော်အဲ့ဒါတော့ဟိုက်တဲ့ဟုတ်ကဲ့ပါတဲ့သူခဲနော်ရှိတာနော်တာနာတဲ့ဤဒစ်ကာတဲ့နော်နိုင်စဉ်နိုင်အောက်ကတဲ့စင်မှာပဲတဲ့နော်ထားလို့ရလားတဲ့အဲ့လိုမျိုးမေးတယ်ပေါ့နော်ပြန်မေးတာပေါ့ ああすみません。次の授業で D さんに貸しますから。 အဲ့ဆိုတော့အာတဲ့နော်သူနဲ့မှားရတယ်ပေါ့နော်နည်းနည်းမှားရတယ်နော်ဆရာမအာသတိမေးပြီးတော့သူကအမှပဲပြန်ထားခိုင်းတယ်တဲ့မဟုတ်ဘူးနော်ဒါပေမဲ့အာမှားသွားလို့နော်အာすみませんတဲ့နော် sorry တဲ့နော် I am sorry ပေါ့စုကီနော်တဲ့ဂျူဂီယောတဲ့ rinse စန်ဒီခါရှိမတ်ကာတဲ့အာနောက်တကပေါ့နော်နောက်ထပ်ပေါ့နော်စုကီဆိုတာနောက်ထပ်ပေါ့နော်ဂျူဂီယောတဲ့တင်တန်းမှာတဲ့ rinse စန်ဒီနော်ဒီ rinse စန်ကိုတဲ့ခါရှိမတ်ကာနော်နောက်ထပ်ပြီးတော့ rinse စန်ကိုငှားမှာဖြစ်တော့ကြောင်းတဲ့နော် mascara ဆိုတာတော့ကြောင်း 私の机の上に置いてください。 တဲ့နော်ကျမရဲ့တဲ့နော်ကျမရဲ့စကူရဲ့နော်ဦးရဲ့နီအိုတဲကူလာဆိုင်တဲ့နော်ကျမရဲ့တဲ့စပွဲကုံရဲ့အပေါ်မှာတဲ့ထားပေးပါတဲ့နော်တဲ့ကူလာဆိုင်ပေါ့နော်ဘတ်တဲ့ကူလာဆိုင်ပတ်ပေးပါနော်ဒါကြတော့โอเคマスတော့အိုတဲကူလာဆိုင်私のစကူရဲ့နော်ဦးရဲ့နီအိုတဲကူလာဆိုင်တဲ့နော်ကျမရဲ့စပွဲကုံပေါ်မှာပဲထားပေးပါတဲ့わかりましたわかりました。